ဒီကောင်မလေးမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်အဲ့ဒါကတော့လူတယောက်ပဲချင်းမှတည်ဆုံးမလဲဆိုတာကိုကြိုးမြင်နိုင်စွမ်းပါပဲတနေ့မှာတော့သူဟာအမေချစ်သူနဲ့သူအပြင်ထွက်လာတော့လမ်းသွားလမ်းလာအမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့နံပါတ်တစ်ခုပေါ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီနံပါတ်ရဲ့သဘောကတော့ဒီအမျိုးသမီးဟာနောက်ထပ်10မိနစ်အတွင်းမှာတည်ဆုံးတော့မယ်ဆိုတဲ့အသေးပဲပါပဲဒါကြောင့်ကောင်မလေးကအဲ့ဒီအမျိုးသမီးနာကတ်သွားပြီးအန်တီမှာယောဂဝေဒနာတစ်ခုခုများခံစားနေရလားလို့မေးလိုက်ပါတယ်လူကြီးကိုဒီလိုမျိုးမရိုင်းဖို့စူးပူကဟိုအမျိုးသမီးကိုလည်းအာနာပါနာတောင်းပန်လိုက်ပါတယ်ဒါပေမဲ့စကားဆုံးတာနဲ့တကယ်နဲ့အပေါ်ကနေပန်းအိုးကြီးကလုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းပေါ်တဲတဲကြကပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာတားမိနေရလေရင်စီးဖို့ဖြစ်လာတဲ့အခါကောင်မလေးဟာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာခုနကလိုတည်ဆုံးမဲ့နံပါတ်တွေကိုမြင်နေရပြန်ပါတယ်ဒီအချိန်တွေကိုမြင်လိုက်ရတော့ကောင်မလေးကလေရင်ပေါ်ပါတဲ့လူတွေအားလုံးမကြခင်တည်ဆုံးကြတော့မယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်ဒီအကြောင်းကိုသူ့အမေတီးသွားတဲ့အခါလေရင်ပေါ်ကလူတွေကိုအမြန်စင်းကြကိုတတိပေးခဲ့ပေမဲ့ဘသူကမှမယုံကြပါဘူးလေရင်မှုကလည်းသူတို့သားမိကိုစူညံတောင်းချမ်းပြီးနှောက်ယှက်မှုနဲ့လေရင်ပေါ်ကနေဆင်းခိုင်းပါတယ်အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ကုမ္ပဏီ CEO တယောက်ကဒီအဖြစ်အပျက်ကိုသတိထားမိပြီးလေရင်မှုကိုသူ့ပါလေရင်ပေါ်ကဆင်းကျင်ကြောင်ပြောလိုက်ပါတယ်ဒါကိုမြင်တော့ကျန်တဲ့လူတွေက CEO ကိုဝိုင်းရင်မောလှောင်ပြောင်ချပြီးမဲ့ CEO ကတော့ဂီယူမဆိုင်ပဲအဲ့ဒီသားအမီနဲ့အတူလေရင်ပေါ်ကဆင်းလိုက်ပါတယ်လေရင်ထွက်ခွာပြီးမကြခင်မှာပဲဆက်ချို့ယူမှုတကူဖြစ်ပေါ်ခဲ့ပြီးလေရင်တက်ကြကလိုက်ပါသွားသူအလုံးတေဆုံးသွားခဲ့ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါ CEO ဟာလုံးဝကိုအံ့ဩတုန်လှုပ်သွားပြီးမယုံနိုင်တော့အောင်ဖြစ်ခဲ့ရပါတော့တယ်